ပဲမင်္ဂလာပါဖို့ကကျွန်တော်ယုံကြည်လာအပ်တဲ့ဖို့လေးကိုရောင်းသူဝယ်သူအဆင်ပြေအောင်လို့ရောင်းပေးလိုက်ပြီဗျာဒီကောင်လေးက485သိန်းမှာအဆင်ပြေအောင်လို့ရောင်းဝယ်တဲ့သွားပြီ2017 model ဖြစ်တယ်1011 ဖို့ကားလေးကားတော့မိုက်တယ်ဗျာအဲ့ရကိုကလည်းအေးစိတ်နေတာပဲအတွင်းကလေးနဲ့ပြပြီပါလားအတွင်းကကြည့်လိုက်အောင်ဒီကောင်ခုံးကနှစ်ခုံလုံးကတစ်ခုံရွှေ့ရင်နှစ်ခုံလုံးယူတယ်ဆက်နှုံးမယ်ဆိုရင်တောက်ဝီးပဲနောက်လေးလည်းတော့ပြပြီပါလားအယုံဆွဲရတော့ဘာကောင်းလဲမမင်းနဲ့ဗျာအယုံဆွဲတော့ရှယ်ပဲအင်ဂျင်ပွင့်ချက်ကတော့မမင်းနဲ့အင်ဂျင်ပွင့်ချက်ကဒီကားတော့လုံးဝတပြောင်းပြောင်းတပြန်းပြန်းလန်နေတာပဲအနောက်မှာဝိတ်ပစ္စည်းအပြည့်တင်ပြီးအပြည့်ခိုင်းတေချာပုစုပဆက်ခိုင်းဒီဘောပစ္စည်းအပြည့်တင်လိုက်ဗျာအပြည့်တင်ပြီးကောင်းခိုင်းလို့ရမယ်ခေါင်းကမှလည်းအခြေကြီးပဲကျေးဇူးတင်ပါတယ်ဒီမှာတကယ်ရောင်းနေတော့ဇော်မင်းစီမှာလာပြီးရောင်းဝယ်အဆင်ပြေအောင်လုပ်ပေးလို့လည်းကျေးဇူးရမ်းတင်ပါတယ်ဗျာနော်ဟုတ်ဘယ်မျိုးနေရလဲဗျာတင်ကန်းညောပါတင်ကန်းညောကဒီကားလေးအပိုက်စီးနေတာအဲ့ကုန်းလည်းမိုက်တယ်နော်ဟုတ်နောက်ရောင်းမဲ့ကားလေးရှိတယ်လှမ်းတင်မိမယ်အခုတော့ရောင်းသူရောဝယ်သူရောဒီအကိုကြီးရောအဆင်ပြေအောင်ပေါ့ဗျာကားလေးကလည်းသူ့ဈေးလေးနဲ့900အောက်ကလေးမှာကြားကောင်းတယ်မော်ဒယ်လည်း2017ဖြစ်တယ်လိုင်စင်ကလည်း2026 12လပိုင်းအထိကိုတန်းကြံသေးတယ်သူကအမိုးကိုင်းလည်းပါတယ်ဗျာဦးတက်ထဲမှာပါတယ်ကျွန်တော်ပထမဖိုင်မှာလည်းအမိုးကိုင်းပါတယ်ဒီမှာအခုကားကို short push ချွိုင်းလုပ်ပြီးတော့ဒီအမိုးကိုင်းလည်းဖြုတ်ချထားလိုက်တာဒီအမိုးကိုင်းဖြုတ်ချလိုက်တယ်ဗျာအမိုးကိုင်းဖြုတ်ပြီးသွားရင်ဒီကားကအလွိုင်းတွေလဲကျင်လဲမယ်အလွိုင်းကဒီအမြင့်လေးပါဆင်သွားပြီဆိုလို့ရှိရင်ဒီကောင်က950ဝန်းကျင်လောက်ပေါ့950ဝန်းကျင်တော့ခေါ်မယ်လုပ်ပြီးသွားရင်တော့မလုပ်ရသေးဘူးဘာမှမလုပ်ပဲဒီတိုင်းစီးနေလို့အဆင်ပြေတယ်ပြန်ရောက်မယ်ဆိုရင်900ဝန်းကျင်လောက်ပဲဖြစ်ဖြစ်ဒီအနေထားတိုင်းပဲလာကြည့်ပြီးအဆင်ပြေအောင်လုပ်ပေးမယ်ဒါလောလောဆယ်ခဏဝယ်ပေးလိုက်တာ300ကားမရှိလို့660လေးရောင်းပေးပြီးတော့ဒီကားလေးကိုခဏလေးဝယ်ပေးလိုက်တာခဏလေးသုံးမလို့ပဲဝယ်ပေးလိုက်တာကားဘက်ထရီအိုးတွေဒီဇယ်အင်ဂျင်လည်းဖြစ်တယ်ဘက်ထရီအိုးလည်းကောင်းတယ်အယုံဆွဲလည်းအရန်ကောင်းတယ်နော်အယုံဆွဲလည်းဘာမှပြောစရာမလိုဘူးဒီကားလေးလူချင်းလည်းကျွန်တော်လှမ်းဆက်ပေး9365တင်းနေကောင်လှမ်းဆက်ပေးဒီကောင်ခဏလေးပဲစီးမှာသူကစလုံးကပြန်ချိန်မှာမဟုတ်လို့တော့ကူနော်ဟုတ်တယ်မလားစလုံးကချိန်မှာနော်ချိန်မှာခဏစီးမှာခဏလေးပဲတော့တောထွက်သုံးမယ်အုံနာဒီမှာလေအုံနာဒီမှာအုံနာရတယ်လေအုံနာဒီကားခဏပဲစီးမှာမောင်လေးတဲ့ပြီးတာနဲ့ဟိုကလည်းချမ်းပတ်စံပေါ်တာနဲ့နှစ်ခုပေါင်းပြီးတော့စလုံးကလှလှလေးတစ်စီးပြန်ဝယ်ပေးရမှာနော်ညီမနော်ဟုတ်ကျေးဇူးတင်ပါတယ်နော်ညီမနော်ဟုတ်လိုက်တယ်နော်ကားနဲ့လူနဲ့လိုက်တယ်နော်လူနဲ့ကားနဲ့လိုက်တယ်ခန့်ထိုင်လိုက်ပြီဆိုရင်ဒီကတန်ဖိုးတက်သွားမှာနော်ကျေးဇူးပါဒါတော့မပါဘူးကားပဲရောက်မှာစလားโอเคသသား2017 model ဆိုတော့မိုက်တာပေါ့ရားတဲ့နေရာကိုသွားလာတင်းနေတယ်သူ့နာမည်လေးနဲ့သူ့ကားလေးနဲ့ကတန်းဝင်တယ်ဘောင်းဝင်တယ် Ford Ranger ဖြစ်တယ်အခရာကလည်းမနှိပ်ဘူးအခရာလည်း I နံပါတ်1406မန္တလေးလိုက်စင်နဲ့ဘာပဲဖြစ်ဖြစ်ဗျာကိုစီတာရောက်အားပေးလို့လေကျေးဇူးရရတယ်အလဲမှာလည်းလက်တင်ပါသေးတယ်အလဲမှာလည်းလက်တင်လေးခုံလေးဆိုတဲ့စက်ရက်ကလေး AC ကလည်း A စိတ်နေတာပဲဂီယာကလည်း6ချက်ဘတ်တစ်ချက်ပါရင်ဂီယာကလည်း6ချက်လေကာမန်ကွဲချင်းပြူချင်းမပါဘူးညီမလေးဆက်တော့မိတ်ဆက်ပေးပါအောင်ဘယ်မျိုးနဲ့ဝယ်ရလဲတောင်တကုံမျိုးနဲ့ဝယ်ရဟုတ်ကဲ့ပါခင်ဗျာအဆင်ပြေပါသေးလာရောက်လာတော့ Honda အတီကားလေးကတစ်စီးလုံး OC ကားလေးနဲ့ဒီကားလေးကိုကျွန်တော်ရောင်းပေးလိုက်တယ်လို့ကားလေးကြိုက်လားဟုတ်ကြိုက်ပါတယ်ကားလေးမိုက်တယ်နော်အဲ့ရကုန်းလေးအေးနေတာပဲပုံစံလေးမိုက်တယ်ဒီမှာဆက်ကြည့်